ကချစ်လို့ပေးပါနဲ့နဲ့လောက်ငါ့ကိုတွေ့တဲ့အပြာရောင်စမ်းဒေးရဲ့ထပ်ပြီးတော့တွေ့တဲ့နေရာဒီချောင်းပုတ်ရဲ့ငါ့ကိုလိုက်နေတဲ့ရန်ကိုကြိုက်နေတဲ့ကောင်းလေးတွေယူမှုမိုက်နေတဲ့အိုးဘာမှမသိချာမသိတော့ရွှေရှာကြည့်ငါ့ကိုငါပြန်ကားကြည့်ချစ်တယ်လို့ပြန်လာပြီးအဲ့ရထမှန်ကြည့်သူ့မျက်နှာမြေရောင်ပြီးရိတ်လို့ထင်ရောက်ပြီးငါရဲ့စိတ်ကတွေ့ပြီးတဲ့တစ်ယောက်နဲ့နေခဲ့တဲ့ရှိစင်ပြီးသူနဲ့ငါနှစ်ယောက်ထဲလက်ကိုတွေ့ရင်မှုချင်းအခုတော့အိမ်မရတဲ့တဲ့မြင်ကြီးမလူလဲပြီးရှင်နဲ့မချစ်စုတွေပဲစုနေပြီးသူကသူ့တွေ့လို့ပြီးငါပဲယူနေပြီးနေတိုင်းကသူရှင်အောက်မှာတောင်းတဲ့အခုချိန်ထိပဲချိန်ရောက်တဲ့ကြိုးစားလဲကြရတာစားတော့တယ်သူပြောတာတငယ်ချင်းပဲတဲ့ချစ်ကုန်ကစူဇန်နေခဲ့မိတဲ့ယူနန်ညာပေါင်းများစွာအိမ်မက်ထဲမှာလက်ပြင်းငါကူခံငါစိတ်တွေဒုက္ခလာရတဲ့တွေဖြတ်ခဲ့ဒုက္ခအချိန်နဲ့ဆွဲပြီးလိမ့်မှမဲ့စိတ်ကူးရင်ပြီးစီမှုတတ်တဲ့ငါဖတ်သက်ရင်ခုန်တဲ့အခုရက်ခဲ့သူနဲ့ငါတကယ်ချင်းလုံးသက်တဲ့ပြေးပြေးနောက်ထပ်ငါကြားပြီးပါလေချေရှုပ်တဲ့လင်းတွေဟုတ်ဘူးလို့လင်းနေလေအချိန်ကရှင်းနေအပြင်မှာလူတွေပြောနေကြတယ်သူနဲ့ငါရဲ့အင်းတွေမကြုံနိုင်လို့တော့ရောက်ခံလာဒီမျက်စိနဲ့မြင်လိုက်ရမှာငါမကောင်းလိုက်ဆိုင်အဲ့ဒီကောင်ပဲပြန်ရတာဖြစ်နေတယ်သူပြောတာတငယ်ချင်းပဲတဲ့တငယ်ချင်းလေးပါလေတငယ်ချင်းလေးပဲခွေမျိုးချင်းချင်းခါပြောပါလေချစ်ရသည်ရဲ့နောက်ထပ်နောက်ပြအောင်မချစ်ဘူးရှင်လေးနဲ့ရှူတော့မယ်ချစ်လေးဆုံးလို့တက်ပြီးစီတော့ခဲရသည်ရဲ့ငါတို့တငယ်ချင်းလို့ပေါင်းပြီးတော့ငါတို့ရဲ့တက်တွေကြည့်လိုက်လို့အိုးချောင်းပြီးတော့ဒီကချစ်ပါလို့အဖေကိုတောင်းကြည့်တော့ကောင်းကိုညစ်ပြီးတော့ဘောပြန်နေဖြစ်တော့ငါကအလုံးမရှိတဲ့ကြောင်းဆက်တဲ့ဟုတ်ကအလုံးလုံးတဲ့ရုံးတက်တဲ့နောက်ပြီးခိုင်းတယ်ရှိရင်ဖုန်းဆက်တဲ့အပြုံးတစ်ချက်နဲ့အသုံးချဖို့ဆိုလုံးရက်တဲ့ Hey အဲ့ဒီတော့ဖျားမှာချက်စီတောင်းမစင်စားဘဲနဲ့အတွေ့တဲ့ရောက်လာသူ့အကြောင်းစိတ်လို့ရှားလို့ဒီနေလာအောင်ကြားချာအဲ့ဒီငါရဲ့စိတ်ကိုငြိမ့်ငြိမ့်လေးအောင်မထားနိုင်